ယောက်ျားတွေဘာကြောင့်ဖောက်ပြန်ကြတာလဲဘလူလူဝဲပဲမိမိဖောက်ပြန်တာမကောင်းဘူးဆိုတော့သိကြပါတယ်ဒါပေမဲ့လို့ဖောက်ပြန်ရခြင်းရဲ့အကြောင်းရင်းကိုမေးတော့မသိတဲ့သူကပဲများပါလိမ့်မယ်ကိုကိုရင်ဖောက်ပြန်ခံရဖို့လေဆိုရင်တော့သိပါလိမ့်မယ်ဒါပေမဲ့လို့လည်းအခုပြောမဲ့အထက်မှာကိုကိုရင်မသိတဲ့အကြောင်းတွေလည်းပါပါလိမ့်မယ်အဲ့တော့ဒီနေ့မှာယောက်ျားတွေဖောက်ပြန်ရခြင်းရဲ့အကြောင်းရင်းတွေကိုပြောပြချင်ပါတယ်ဖောက်ပြန်နေဆိုတာကိုချစ်သူကိုအိမ်အောင်ပဲနဲ့တစ္ဆာရှိရှိပေါင်းတဲ့နေရင်နဲ့တခြားတယောက်နဲ့ခိုးကြောင်ကိုယ်ဝဲနေပြီးအခြေရေးဆိုင်ရာလိမ်မဲဆိုင်ရာဆက်ဆံရေးရှိတာကိုဆိုလိုတာမှန်အားလုံးသိပြီးသားပါယောက်ျားတွေဘာကြောင့်ဖောက်ပြန်ကြသလဲဆိုတဲ့အကြောင်းရင်းတွေကရှုပ်ထွေးနေမိမယ်လို့နားလည်ရအောင်လို့တစ်ခုချင်းတရားရှင်းပြပေးပါမယ်အဓိကအကြောင်းရင်းကတော့၃ချက်ရှိပါတယ်နံပါတ်1တန်ဖိုးထားမခံရတာတိမပြုတ်မခံရတာနံပါတ်2လေးစားမှုမရတာအလေးထားမခံရတာနံပါတ်3လိမ်မဲဆိုင်ရာကျင့်တတ်မှုမရတာပါဒီ၃ချက်ပြင်တခြားအကြောင်းရင်းတွေလည်းရှိနေပါတယ်ဒါတွေကတော့အတွေ့အများတာအဖြစ်များတာတွေကိုပြောပြတာပါအခုပြောတာတွေကိုရှင်းလင်းသွားအောင်လို့အိမ်တော်စုတစ်ခုကိုအသင်းအဖွဲ့တစ်ခုနဲ့ဥမာပေးကြည့်အောင်အသင်းအဖွဲ့တစ်ခုအောင်မြင်ပြီးတော့အသင်းသားအားလုံးပျော်ရွှင်ဖို့တည်းဆိုလို့ရှိရင်အသင်းအဖွဲ့ဝင်တိုင်းဟာအရေးပါပြီးတန်ဖိုးရှိတယ်လို့သူတို့ကိုယ်သူတို့ခံစားရဖို့လိုပါတယ်အဖွဲ့လိုက်လုပ်ရတဲ့ project တစ်ခုမှာအသင်းသားတယောက်ကကြိုးကြိုးစားစားလုပ်ခဲ့ပေမဲ့လို့အေးကောင်းတယ်ကွာမင်းကတော်လိုက်တာမင်းကြောင့်ငါတို့အခုလိုအောင်မြင်လာတာလို့ဘယ်သူမှမပြောဘူးလို့ဆိုကြပါစို့တစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်ခဏခဏဖြစ်နေပြီဆိုလို့ရှိရင်အချိန်ကြာလာတာနဲ့အမျှအဲ့ဒီအသင်းဟာသူ့ကိုဘယ်သူမှအတိမတ်မပြူဘူးလို့ခံစားလာရပြီးစိတ်မကောင်းဖြစ်သွားမှာပါပဲအဲ့လိုပါပဲယောက်ျားကမိန်းမတို့မိသားစုအတွက်အလုပ်တွေစူးစမ်းလုပ်ကင်ပေးနေပါလေနဲ့မိန်းမကသတိမထားမိသလိုလိုတန်ဖိုးမထားသလိုလိုယေရှုတင်စေတဲ့နဲ့တခါလေးလောက်တောင်မှမပြောတာကိုတန်ဖိုးထားမခံရခြင်းအတိမတ်ပြုမခံရခြင်းလို့ဆိုလိုပါတယ်ဒါကတော့ဖောက်ပြန်ရခြင်းရဲ့ပထမအကြောင်းရင်းပါနောက်တစ်ချက်ကတော့အလေးထားမခံရခြင်းလေးစားမှုမခံရခြင်းပါကျွန်တော်တို့ကလူတစ်ယောက်ရဲ့အတွေးတွေခံစားချက်တွေထင်မြင်ယူဆချက်တွေကိုအလေးထားဖို့လိုအပ်ပါတယ်တရားရက်ကသူ့ရဲ့အတွေးတွေခံစားချက်တွေထင်မြင်ယူဆချက်တွေကိုပြောနေပြီဆိုလို့ရှိရင်တလေးတစားနားထောင်ပေးတာဟာလူကြီးမွန်းရဲ့ကျင့်ဝတ်တစ်ခုဖြစ်ပါတယ်အသင်းဘော်တွေကအသင်းသားတယောက်ရဲ့အကြံဉာဏ်တွေကိုအမြဲတမ်းလင်းလို့ရှုနေတယ်လှောင်ပြောင်းနေတယ်ဆိုလို့ရှိရင်အဲ့ဒီအသင်းသားဟာငါဟာဒီအသင်းရဲ့အရေးပါတဲ့အဖွဲ့ဝင်တယောက်မဟုတ်ဘူးလို့ခံစားရပါလိမ့်မယ်ဒီအဖွဲ့ထဲမှာငါဟာဘာမှမဟုတ်ပါလားလို့သူ့ကိုယ်သူထင်မြင်သွားပါလိမ့်မယ်အဲ့လိုပါပဲအိမ်တော်စုတစ်ခုမှယောက်ျားဖြစ်တဲ့သူကသူ့ရဲ့အတွေ့အကြုံခံစားချက်တွေဆုံးဖြတ်ချက်တွေကိုပြောနေပြီဆိုတဲ့အခါမှာမိမဖြစ်တဲ့သူကအလေးထားပြီးနားမထောင်ဘူးဂယုမဆိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီယောက်ျားငါဟာဒီအိမ်တော်စုထဲမှာဘာမှမဟုတ်ပါလားဘာမှအရေးမပါပါလားငါရဲ့စကားတွေကအရာမရောက်ပါလားဆိုပြီးကိုတင်ငယ်စိတ်တွေဝင်လာပါလိမ့်မယ်နောက်ပြီးလူရှိသူရှိမှယောက်ျားဖြစ်တဲ့သူကိုမိမဖြစ်တဲ့သူကလေတံမမနဲ့စကားပြောတာဘာမှအစွမ်းစားမရှိတဲ့လူတစ်ယောက်လို့ဘာမှအသုံးမကျတဲ့လူတစ်ယောက်လို့ပြောဆိုဆက်ဆံတာတွေကယောက်ျားဖြစ်တဲ့သူကိုအလေးမထားရရောက်ပါတယ်မလေးစားရရောက်ပါတယ်ဒါယောက်ျားတစ်ယောက်ကိုတင်ငယ်စိတ်တွေဝင်စေပါတယ်အဲ့တော့ဒါကတော့ဖောက်ပြန်ရခြင်းရဲ့ဒုတိယအကြောင်းရင်းပါနောက်ဆုံးတစ်ချက်ကတော့လိမ်မဲဆိုင်ရာကျင့်တတ်မှုမရတာပါယောက်ျားနဲ့မိန်းမပေါင်းသင်းဆက်ဆံရေးမှာရုပ်ပိုင်းဆိုင်ရာဆက်ဆံရေးကလည်းအရေးကြီးပါတယ်ယောက်ျားဖြစ်တဲ့သူကသူ့ရဲ့လိမ်မဲဆိုင်ရာလိုအပ်ချက်တွေဒါမှမဟုတ်ဆန္ဒတွေမပြေဝဘူးလို့ခံစားလာရတဲ့အခါမှာလိမ်မဲဆက်ဆံရေးမှာအဖို့တလွေတွေရှိလာနိုင်ပါတယ်အချိန်ကြာလာတဲ့နဲ့မြပိုးပြီးမပျော်ရွှင်ရလေဖြစ်လာပါလိမ့်မယ်ယောက်ျားတစ်ယောက်ဟာအခုပြပြခဲ့တဲ့အတိမတ်ပြုမခံရခြင်းအလေးထားမခံရခြင်းလိမ်မဲဆိုင်ရာကျင့်တတ်မှုမရခြင်းဆိုတဲ့ခံစားချက်တွေခံစားရတဲ့အခါမှာအဲ့ဒါတွေကိုရနိုင်မဲ့တခြားနေရာတစ်ခုကိုရှာဖွေတတ်ကြပါတယ်ဒီလိုလုပ်တာဟာကောင်းတဲ့ဖြစ်တစ်ခုတော့မဟုတ်ပါဘူးပြီးတော့တခြားသူတွေကိုနာကျင်စေမဲ့ရွေးချယ်မှုတစ်ခုလည်းဖြစ်ပါတယ်ဒါပေမဲ့လို့ဒါတွေကအဲ့လိုမျိုးရွေးချယ်မှုပြုလို့ရခြင်းရဲ့အကြောင်းရင်းတွေဖြစ်ပါတယ်တခုသတိထားရမှာကတော့အခုပြောပြခဲ့တဲ့အကြောင်းရင်းတွေဟာဖောက်ပြန်မှုတဲ့စင်ကြီးတွေပေးနေတာမဟုတ်ဘူးဆိုတာပါပဲဖောက်ပြန်တာဟာကိုယ်တိုင်ရွေးချယ်တယ်လို့ရဖြစ်ပါတယ်နာကျင်မှုများစွာကိုဖြစ်ပေါ်စေနိုင်ပါတယ်ဖောက်ပြန်တဲ့နေရာမှာမှန်ကန်တဲ့အကြောင်းပြချက်ဆိုတာမရှိပါဘူးကိုယ့်ရဲ့ဆက်ဆံရေးမှာမပြောမရှင်ဖြစ်နေတယ်ဆိုလို့ရှိရင်အကောင်းဆုံးနဲ့ဂုဏ်သိက္ခာရှိဆုံးကတော့နောက်ွယ်မှာခိုးကြောင်ကိုယ့်ရဲ့လုံးမဲ့အစားကိုယ့်ရဲ့လက်တွဲပေါ်နဲ့ပွင့်ပွင့်လင်းလင်းပြောဆိုတိုင်းမှာနှစ်ဦးနှစ်ဘက်ညှိနှိုင်းဖြေရှင်းလို့မှမရဘူးပြဿနာကမပြေလည်ဘူးဆိုလို့ရှိရင်ဆက်ဆံရေးကိုဂုဏ်သိက္ခာရှိအဆုံးသတ်လိုက်ပါပြီးမှသာလေကိုယ့်ရဲ့ဘဝတည်ကိုစတင်မှာဆက်ဆံရေးတစ်ခုဆိုတာနှစ်ဦးစလုံးကတာဝန်ယူရတာပါပုံမကောင်းမှုနဲ့ဆက်ဆံရေးဖြစ်လာဖို့ဆိုလို့ရှိရင်နှစ်ယောက်စလုံးကကြိုးစားအားထုတ်ရတာပါတယောက်တည်းကပဲကြိုးစားအားထုတ်နေတယ်ဆိုလို့ရှိရင်အဲ့ဒါအိမ်တော်ကြီးမဟုတ်တော့ပါဘူး